အကောင့်ဖွင့်ပြီးတော့ဗီဒီယိုတစ်ပုဒ်စပြီးတင်တာနဲ့ wave app ကနေပြီးတော့ $0.14 စပြီးတော့ပေးပါတယ် Facebook YouTube TikTok တို့ထဲပတ်စံရပို့ပြီးတော့ကျန်းနေဆိုတဲ့ဒီ wave app အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ် wave app ကိုတော့ Play Store မှာအလွယ်တကူဝင်ပြီးတော့ download ရပါတယ် search bar ကနေ WAVFUN wave ဆိုပြီးရိုက်ချလိုက်မှဆိုရင်တော့အခုလိုမျိုးပဲတွေ့ရမှာဖြစ်ပါတယ်အကယ်၍ Play Store မှာမတွေ့ဘူးဆိုရင်တော့ US VPN လေးခံပြီးတော့ download လိုက်မှဆိုရင်လည်းဒီ Play Store မှာ wave app ကိုတွေ့ပါလိမ့်မယ် wave app ကနေပြီးတော့ပတ်စံရဖို့အတွက်ဘယ်လိုမျိုးလုပ်ရမလဲပတ်စံရရင်ရောဘယ်လိုမျိုးထုတ်ရမလဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် wave app ထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ join wave ဆိုပေါ်လာမယ်ဆိုရင်တော့ဒီညာလေးကိုနှိပ်လိုက်မယ်မွေးနေ့ရတော့ကိုမွေးနေ့မှုတ်လဲပြဿနာမရှိပါဘူးအဆင်ပြေတဲ့မွေးနေ့တစ်ခုကိုထည့်ပေးလိုက်ပါမွေးနေ့ထည့်ပြီးသွားဆိုရင်တော့ continue ကိုထည့်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ပြီးတော့ဒီမှာ Gmail account တစ်ခုကိုလည်းချိတ်ဆက်ပေးဖို့လိုပါတယ်အဆင်ပြေတဲ့ Gmail တစ်ခုကိုယူလိုက်ပြီးတော့ချိတ်ဆက်ပေးလိုက်ပါ profile picture ထည့်မှာလားဒီမှာဆိုရင်နာမည်တွေကလည်းထည့်မှာလားပေါ့နော်ဒါကတော့ကိုထည့်ချင်တယ်ဆိုရင်ထည့်လိုက်မထည့်ချင်ဘူးဆိုရင်လည်းဒီမှာဒန်းကိုနှိပ်လိုက်လို့ရပါတယ်စိတ်ဝင်စားတဲ့ခေါင်းစဉ်3ခုကိုယူပေးလိုက်ပါဒီအပေါ်ဆုံး3ခုကိုယူလိုက်လဲရတယ်continue ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ် post တစ်ခုအနည်းဆုံးသူကတင်ပေးရပါမယ်ဒီမှာအဆင်ပြေတဲ့ခေါင်းစဉ်တစ်ခုကိုယူလိုက်ပြီးတော့ post ကိုတင်ပေးလိုက်ပါဟိုကျွန်တော်အပေါ်ဆုံးတစ်ခုကိုယူလိုက်ပြီးတော့ post စပြီးတော့တစ်ခုတင်ပေးလိုက်ပါမယ်တော့ကိုအဆင်ပြေရာခေါင်းစဉ်တစ်ခုကိုတက်လိုက်ပြီးတော့ okay ကိုနှိပ်လိုက်ပြီးတော့ဒီအောက်ကဒီညာလေးကိုနှိပ်လိုက်ပြီးဆိုရင်တော့ဒါ post တင်လို့ပြီးတော့ပါပြီ wave ကနေပြီးတော့ပတ်စံရဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ wave account က creator account ဖြစ်နေဖို့လွယ်ပါတယ် creator account ဖြစ်မဖြစ်ကိုလည်းညာဘက်တောင်း setting တွေကိုဝင်ပြီးတော့စစ်လို့ရပါတယ်ဒီ creator တွေကိုထပ်ပြီးတော့ဝင်လိုက်ပါလို့ပေါ်နေရဆိုရင်တော့ဒါ creator account ဖြစ်သေးပါဘူး creator account ဖြစ်ဖို့အတွက်ဆိုရင်တော့တင်လိုက်တဲ့ဗီဒီယိုကနေပြီးတော့ super like 5ခုရရင်ရဒါမှမဟုတ်ရှင် invite ဆိုတဲ့နေရာထပ်ပြီးတော့နှိပ်လိုက်အဆင်ပြေတဲ့ platform ဥပမာ Telegram TikTok Facebook ကနေပြန် share လိုက်ပါကိုယ့်ရဲ့ link ကနေပြီးတော့15ယောက်က account ဝင်ပြီးတော့ဖွင့်လိုက်မယ်ဆိုရင်လည်းကိုက creator စပြီးတော့ဖြစ်ပါပြီ creator စပြီးဖြစ်ပြီးဆိုတာနဲ့ဗီဒီယိုတွေစတင်ပြီးတော့ပတ်စံစပြီးတော့ရှာလို့ရပါပြီတမတ်ချက်တွေပြီးပြီလို့ account က creator account ဖြစ်သွားပြီဆိုရင်တော့ setting ကခုလိုပုံစံပြောင်းမှာဖြစ်ပါတယ် wave ကနေပြီးတော့ပတ်စံရနိုင်မယ်လမ်းကြောင်း3မျိုးရှိပါတယ်ပထမတစ်ခုကတော့ကိုတင်လိုက်တဲ့ဗီဒီယိုတွေက view like comment စတဲ့ engagement တွေအရှမ်းကောင်းရင်လည်းပတ်စံရပါတယ်နောက်တစ်ခုကတော့တင်လိုက်တဲ့ဗီဒီယိုကိုညာဘက်တောင်းကဒီ super like ကိုကြည့်ရလူကပေးမယ်ဆိုရင်လည်းပတ်စံရပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့တင်လိုက်တဲ့ဗီဒီယိုတွေကအရှမ်းကောင်းတယ် super like တွေရတဲ့အရှမ်းရတယ်ဆိုရင် wave ကနေပြီးတော့ထပ်ပြီးတော့ဒီ creator ကို bonus တစ်ခုထပ်ပြီးတော့ပေးပါတယ် super like ကိုဘယ်ရမလဲဆိုပြီးတော့မေးခွန်းမေးစရာရှိပါတယ်ခုနကကို share လိုက်တဲ့ link ကနေပြီးတော့တခြားသူတွေကအကောင့်ဝင်ဖွင့်လိုက်မယ်ဆိုရင်လည်းကိုက super like ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒီ setting တွေကိုဝင်လိုက်မယ် short တွေကိုထပ်ပြီးတော့ဝင်လိုက် super like တွေကိုဝင်လိုက်ပြီးတော့ကိုလိုချင်တဲ့ super like ရေတက်ကိုထောက်လိုက်ပြီးတော့ payment တစ်ခုကိုလည်းချိတ်ပြီးတော့ဝင်လိုက်မယ်ဆိုရင်လည်း super like ရပါတယ် wave ကနေပြီးတော့ပတ်စံဘယ်လောက်ရရဲဆိုတာကိုစစ်ဖို့အတွက်ဆိုရင်တော့ setting တွေကိုဝင်လိုက်မယ်ကိုထပ်ပြီးတော့ဝင်လိုက်မယ်အောက်ကိုနည်းနည်းဆွဲလိုက်ပြီးတော့ projection တွေကိုထပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီနေရာမှာတော့ဘယ်လောက်ရရဲဆိုတဲ့အမောင့်ကိုပြထားမှာဖြစ်ပါတယ်ရတဲ့ပတ်စံတွေကိုထုတ်ဖို့အတွက်ဆိုရင်တော့ payout ကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီနေရာကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဒီနေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါ Binance Pay နဲ့ထုတ်လို့ရသလို PayPal account နဲ့လည်းချိတ်ပြီးတော့ထုတ်လို့ရပါတယ် Binance Pay နဲ့ချိတ်ပြီးတော့ထုတ်မယ်ဆိုရင်တော့ Binance Pay တွေကိုထပ်ပြီးတော့ဝင်လိုက် Binance က ID ကိုထည့်မယ်အောက်က first name last name phone number တွေကိုယ့်ရဲ့နေရာလိပ်စာတွေကိုထည့်လိုက်ပြီးတော့ဒီနေရာလေးကိုစေးလိုက်ပြီးတော့ရပါပြီ Binance account နဲ့မထုတ်ချင်ဘူး PayPal account နဲ့ပြန်ပြီးတော့ထုတ်ချင်တယ်ဆိုရင်လည်းဒီနေရာကိုတစ်ချက်ပြန်ပြီးတော့နှိပ်လိုက်မယ် change ဆိုတဲ့နေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါ PayPal ဆိုတဲ့နေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်နောက် PayPal account ရဲ့ Gmail ကိုထည့်ပါအောက်ကကိုယ့်ရဲ့ first name last name phone number တွေနဲ့နေရာလိပ်စာတွေကိုထည့်ပြီးသွားပြီဆိုရင်တော့ဒီနေရာလေးကိုနှိပ်လိုက်ပါမယ်ဒေါ်လာဘယ်လောက်ရရင်စပြီးတော့ထုတ်လို့ရမှာလဲဆိုတော့အနည်းဆုံး$5ရမှစပြီးတော့ထုတ်လို့ရပါမယ်ဘယ်ချိန်မှထုတ်လို့ရမှာလဲဆိုရင်တော့နောက်တစ်လရဲ့အဆုံးမှာထုတ်လို့ရပါမယ်ဥပမာ30ရက်နေ့ဒါမှမဟုတ်ရင်31ရက်နေ့မှာစပြီးတော့ထုတ်လို့ရပါတယ် PayPal account နဲ့ Binance account မရှိတဲ့သူတွေ Wave ကနေပြီးတော့ပတ်စံထုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရှိမှလာပြီးတော့ထုတ်လို့ရပါတယ်နောက် Telegram account ကို comment မှာချထားပေးပါတယ် Telegram နေပြီးတော့လာပြီးတော့ဆက်သွယ်လို့ရပါတယ်